ဒီလျှော်ပါးလေးကပရိုဘောက်ဆက်စီတို့မှာလာတဲ့လျှော်ပါးလေးဖြစ်ပါတယ်ပုံမှန်စပရင်ကွယ်9လိန်နဲ့လျှော်ပါးလေးကိုကွိုင်းတလင်အမြင့်လေးနဲ့မြင့်ပေးမှာဖြစ်ပါတယ်ဒါကမွေးရင်း original စပရင်ကွယ်9လိန်အမြင့်အဲ့ဒါကိုကျွန်တော်တို့က6လိန်စပရင်ကွယ်တစ်လက်မလောက်မြင့်တဲ့ကွိုင်းလေးနဲ့အစားတို့တက်ဆင်ပေးမှာဖြစ်ပါတယ်ဒါတဲ့မြင့်ချင်ရင်တော့6လိန်အကျဲဆိုပြီးလာပါသေးတယ်ဒီကွိုင်အမြင့်တွေကတော့ဝက်အရန်တင်သုံးတဲ့ကားတွေတက်ဆင်အသုံးပြုကြပါတယ်အိမ်စီးကားတွေအတွက်ကတော့တက်ဆင်မသုံးသင့်ပါဘူးကားနည်းနည်းခုံမဲ့တောက်ဆက်ဆက်ဖြစ်တဲ့အနေအထားလေးကိုရမှာဖြစ်ပါတယ်ဒါလေးကပုံမှန်6လိန်စပရင်ကွိုင်လေးနဲ့ပြောင်းလဲတက်ဆင်ပေးထားတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာအရန်ကြီးမမြင်လွန်းတဲ့အနေအထားလေးနဲ့ကြည့်လို့ကောင်းတဲ့အနေအထားလေးရရှိသွားပါပြီအားလုံးလည်းဘ ഹു တုဒရရှိကြပါစေအန္တရာယ်ကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ